ဒီနှစ်ကဒါတရုတ်နှစ်ကူသူရာသီခွင်နေအဲ့လိုဘာပွားရဲဆိုရင်ရှိရကွာမတင်ကကြတော့91ဘိုးမှာမေလာမွေးတာမတင်ကစိတ်ပွားဂျိုလေးနဲ့ဂျိုလေးနဲ့ဇိုးတစ်ဆိုင်မှာဆိုတော့ကျမတော်ရဂျိုနဲ့ဒီနှစ်ကမြင်းနှစ်လို့သိရတယ်သူနှစ်တည်းရဲ့စားတာတွေမှာကောင်းချင်းတွေဘာလို့လဲစီးပွားရေးနဲ့ပတ်သက်တာတွေကျန်းမာရေးနဲ့ပတ်သက်တာလူမှုရေးနဲ့ပတ်သက်တာပညာရေးနဲ့ပတ်သက်တဲ့ဒါကောင်းချင်းနမိတ်တွေကိုဖော်ပြတဲ့နှစ်ဖွာလေးတွေရှိရပေါ့နော်မတင်ကတော့အများကြီးမသိသေးမှမတင်ကြားရလေးပြပြပါပေါ့တော်တော်များများသိပါတယ်ကျမပြောစရာမလိုကဲကျမဒီနေ့ကမြင်းနှစ်ဖြစ်တော့ကံကောင်းတဲ့နှစ်လို့ပြောကျမဒီနှစ်ဒီကထီလဲထိုးသွားမယ်ပြီးရင်ဒီတရုတ်တန်းမှာစားတာတောက်တာတွေကိုလည်းမတင်ရဲ့ share ပရိသတ်တွေအကုန်လုံးမတင် share လောက်ပါမှဖြစ်ပါတယ်အဲ့ဒါမတင်နဲ့အတူ like ပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါရယ်ဟုတ်သက်စားကြမယ်ဘာရေးစားမလဲဘာစားမလဲဒီမှာလေတရုတ်ရုံမှာငငယ်တော့ဆိုရင်လေကျမတို့အဲ့လိုတရုတ်ဖျားကြော့ပြီဆိုရင်ဘေးပြီးမှာအဲ့လိုတရုတ်ဟိုနေရှိတာပေါ့နော်အနီးတွေသူတို့ရှီကနေခောက်ဆွဲကြော်တွေပါတော်တော်တောင်းစားပြီးတော့တီကွေးတို့နောက်ပျော့စီနဲ့ပဲပါတဲ့မုတ်တို့ဆိုကျမအရန်ကြိုက်တာကျမရဲ့တငယ်ချင်းလေးမှာတရုတ်ကုန်းမလေးရယ်ကျမမိုးမလေးရောဖော်ခေါ်လာပါတယ်ရှင်ဒါကတော့ယူတီလို့ခေါ်ပါတယ်ဒါတော့တင်ချေလို့ခေါ်ပါတယ်ရှင်ဒီကတော့တရုတ်လေးတွေလိုက်ဖတ်စားပါတယ်ဘယ်ဒီအစားကလေးငယ်တော့ဆိုဒီရမရရင်ငိုတာဒီအနည်းဘယ်လိုရောင်းတာလဲ2000လက်မနော်တစ်ခါလဲ2000လားဩ1000လက်မ1 2ဒီလက်မတော့နှစ်ချောင်းနဲ့ဩနှစ်ချောင်းလို့ပြော Okay 1 2 3အချစ်ရေးပါတွက်လို့ရရနော်2ယောက်ရမယ်တဲ့တင်းချေနှစ်ချောင်းအော်ဝါ73ချောင်း12ချောင်း1ချောင်း1ယောက်ပဲတဲ့5ချောင်း3000ဟုတ်ကဲ့ဟုတ်ရောက်စားချင်မယ်လေဤနော်မင်းတနေ့မှာဒီတရုတ်နှစ်ကူပေါ့နော်တခါမှပွဲတော့မလာဘူးပါဘူးရန်ကုန်မှာဒါနှစ်တည်ကြာကြီးနေတာလာဖို့ကိုမေးသွားတာတော့အဲ့လိုခီးစင်ရောက်နေတာတော့ဒီနှစ်ကတော့ကျမဘယ်ခီးစင်မှမသွားဘဲနဲ့ဒီနှစ်တော့ငါမူချငါတရုတ်တွေကိုငါတရုတ်စင်လေးတွေကိုငန်းအောင်မယ်ဆိုတော့တန်နှိပ်ကြတယ်ကျမတရုတ်တန်းကိုရောက်လာတာဖြစ်ပါတယ်ဒီမှာဆိုရင်မင်းတို့ဒီရန်ကုန်မှာဆိုရင်တရုတ်တန်းညွတ်ကူပွဲဆိုရင်အထင်ကြီးရပေါ့နော်လုံးဝပွဲတော်ကြီးတို့စီကားပြီးတော့ကားတွေကြိတ်တိုးလူတွေရောကြိတ်တိုးနောက်ပြီးတော့ဈေးရောက်နေဈေးသည်တွေပြီးသွားတဲ့ခါကျတရားမတင်လို့လိုမျိုးဘလော့ရိုက်တဲ့ကလေးတွေတော်တော်များများပေါ့နော်ဒီနားပတ်ဝန်းကျင်ကလူတွေတော်တော်များများဒီတရုတ်တန်းကိုလာကြပါတယ်ရှင်ခွန်8 9 10 11 12 13 14 15 16 17 18 19 20နှစ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9မျိုးပေါင်း200ကျော်တဲ့ရွေးချက်စရာအများကြီးထဲမှာဒီဆိုင်လေးရွေးချက်မယ်ဆိုတင်ဒီနှစ်မြင်းနှစ်မှာအရန်ခံကောင်းတဲ့လူသားဖြစ်နေမှာပါနော်အလဲရုပ်ရွေးချက်စရာအလေးယူမယ်အဲ့ဒါအထုံးနဲ့တက်လားဟိုင်းတသားမို့အဲ့ဒါလေးယူမယ်အားတော့မသိတကယ်ကိုလေတကယ်ကိုဟိုတရုတ်ပြည်ရောက်သွားသလိုပဲပေါ့နော်ပုံမှန်ဆိုရင်လည်းဒီမှာဆိုရင်ပရိတ်ကြော်တို့ဒီမှာအသီးနှံတို့တခြားကြော်တော်တို့ကရှိရယ်ကွာဒါပေမဲ့ဒီနေ့ကပိုးစုံတယ်ပေါ့နော်အထဲမှာလည်းစားတောက်ဆိုင်တွေအများကြီးရှိရယ်ပြီးတော့ကျမတငယ်ချင်းတွေအတွက်ကျမရှာပေးမယ်တရုတ်ရှောင်းကောလေးရှိတယ်လိုက်ခဲ့ပါလို့ဒီနေ့မှာဆိုဒီလမ်းထဲမှာဆိုရင်ဒါခါတိုင်းလိုပဲပေါ့နော်ဒီမှာဆိုရင်အရင်တော့ဒီလောက်တော့လူမစီးပေါ့အခုကတော့ပွဲတော်ရက်လည်းဖြစ်တဲ့အတွက်ဒီမှာဆိုရင်ဘော်ကီယောဂါတော့ကောက်တဲ့လူတွေအများကြီးပေါ့နော်ကျွန်မဝိုင်းလိုက်ရှာနေတဲ့ဝိုင်းမတွေ့ဟိုဘက်ထိပ်ကိုရောက်တော့မယ်